င်္ဂလာပါအားလည်းသိခါပါပြန်လာပါနော်ပွက်ကေဦးနဲ့စုသူပိုင်ချင်နောက်တစ်ခါဆိုဒီလိုကြာကြာမသိရဲ့အောင်မုံတောင်းမှန်ချင်ပြီခေပြန်လာရင်လေရောစတိဦးမှာခီဘူးလေးနဲ့ကြိုနေမည်လွမ်းနေသူမလေးမူကလေးမချစ်ပါဘူးလောရအောင်ဆိုတဲ့ချွေခွဲပြီးတန်တာကကုသိုလ်ကိုလွမ်းနေတယောက်တည်းလွမ်းတဲ့ဒီဦးမယူရတော့ဆွဲလဲတွေကြိတ်မိတ်ရှက်မှုချစ်သူကိုလည်းလွမ်းနေစေခွင့်တဲ့မောင်ရေးထားတဲ့ဗျာလေးလေတတိယတိုင်းအထက်ထက်ဖတ်ရတာမောင်ကိုမောင်ရဲ့ဆွေလေးလေးတွေလေးတို့မချင်းချင်းကြီးခေပေကြီးဒီပွေတို့ကျွေးဒီနဲ့တွေလေတို့ကြောင့်ပြောလို့တနာနေကြမည်တို့နေဦးဆိုတော့ဘူးတဲ့တရားလွမ်းတဲ့ဒီပြန်လာပါနော်ပကေဦးနဲ့စုသူပိုင်ကြီးလောတကားလို့ဒီလိုကြာကြာမသိရဲ့အောင်မုံသူပိုင်ရှိပြီအချစ်ပြန်လာရင်လေလောတဲ့ဒီဦးမှာခရီးဘူးကလေးနဲ့ကြိုနေကြီးလွမ်းနေသူမလေးမူကလေးမခေတာကြီးဘလို့ရအောင်သူတွေချွေခဲ့ပြီးတတာကခုဆိုကိုလွမ်းနေတယောက်တည်း